မိခင်ဖြစ်သူကသူမရဲ့သားလေးကိုကုန်ပစ္စည်းပို့တဲ့အောက်ခြေဘက်ကျိုးပေါ်မှာတင်ထားလိုက်ပါတယ်။အဲ့ဒီဘက်ကျိုးကအမိုက်ကျိတ်ဆက်စီကိုဥတီရွေလျားနေတာပါ။ Tressan လို့သူမကအော်ဟစ်အားပေးနေခဲ့ပေမဲ့သားဖြစ်သူကတော့ဘာမှမထူးခြားခဲ့ပါဘူး။နောက်ဆုံးမိနစ်မှာတော့သူမဆက်ကိုပိတ်လိုက်ပြီးအားငယ်စွာနဲ့ငိုကြွေးနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမွေးရပါအုံနောက်တွက်ချပါတော့ဝေဒနာရှင်သားလေးကလက်တန်းကိုအားပြုပြီးကိုယ်တိုင်မတည့်ရနိုင်ခဲ့တာကိုတွေ့လိုက်ရပါတယ်။မိခင်ဖြစ်သူဟာအရန်ကိုဝမ်းသာပီတိဖြစ်သွားပြီးသားလေးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတော့တယ်။အဲ့ဒီနေ့ကစပြီးမိခင်ကသားဖြစ်သူကိုလမ်းလျှောက်ဖို့စတင်တင်ကြားပေးခဲ့ပါတယ်။သူမရဲ့ဂရုစိုက်မှုနဲ့လမ်းညွှန်မှုအောက်မှာစုရဲ့ခန္ဓာကိုယ်ဟာတဖြည်းဖြည်းတန်မာလာခဲ့ပါတယ်။ဒီနေ့မှာတော့စုကိုလူမိုက်ကလေးတစုကဝိုင်းပြီးအနိုင်ကျင့်နေကြပါတယ်။စုညံတန်ကြားလို့မိခင်ဖြစ်သူထွက်ကြည့်တဲ့အချိန်မှာပဲစုကသူ့ပတ်စံကိုပြန်လူယူပြီးအမြန်ဆုံးထွက်ပြေးခဲ့ပါတယ်။စုကတာမန်ကလေးတွေထက်တောင်ပိုမြန်အောင်ပြေးနိုင်တာကိုမိခင်ကအံ့ဩစွာနဲ့မြင်တွေ့သွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့သူမကစုကိုမတန်ဆွမ်းအားကစားပြေးဖွဲ့မှာဝင်ရောက်ရှင်ပြိုင်ဖို့ခေါ်သွားခဲ့ပါတယ်။အားကစားကွင်းထဲမှာအပြေးသမားတွေလေ့ကျင့်နေတာကိုကြည့်ပြီးစုဟာစိတ်အားထက်သန်စွာနဲ့လိုက်ပြေးခဲ့ပါတယ်။သူကတခြားသူတွေထက်နောက်ကျပြီးမှစပြေးခဲ့တာတောင်ဒုတိယနေရာကနေပန်းဝင်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့စုဟာအပြေးနည်းပြရဲ့အတိအမှတ်ပြုမှုကိုရရှိခဲ့ပြီးအတင်းထဲကိုပါဝင်ခွင့်ရခဲ့ပါတယ်။ခန္ဓာကိုယ်ဟန်ချက်မညီတဲ့အတွက်စုဟာကွင်းကွေ့နေရာတွေမှာခက်ခဲတွေ့ခဲ့ရပါတယ်။ဒါကြောင့်နည်းပြကစုကိုလက်ဆင့်ကမ်းအပြေးပြိုင်ပွဲရဲ့နောက်ဆုံးအဆင့်၄ dollar မှာအစားထိုးလိုက်ပါတယ်။အဲ့ဒီအတွက်မူလပြေးရမယ့်သူကစိတ်ဆိုးပြီးစုကိုစိန်ခေါ်လိုက်ပါတယ်။မီတာ100ကို15စက္ကန့်အောက်နဲ့ပြေးနိုင်ရင်ဒီနေရာကိုမင်းကိုပေးမယ်လို့စိန်ခေါ်ခဲ့ပါတယ်။စုဟာအစွမ်းကုန်စူးစမ်းလေ့ကျင့်ခဲ့ပေမဲ့15စက္ကန့်တားဆီးကိုမကျော်နိုင်ပဲအမြဲတမ်းရှုံးနိမ့်နေခဲ့ပါတယ်။စိတ်ပြတ်အားငယ်သွားတဲ့စုဟာပလတ်စတစ်အိတ်ကိုခေါင်းမှာဆွပြီးတိတ်တိတ်လေးငိုကြွေးနေခဲ့ပါတယ်။ကျွန်တော်ပုံမြန်မြန်ပြေးချင်တယ်လို့သူကပြောတဲ့အခါမိခင်ကမငိုနဲ့အဲ့ဒီအစားပိုစူးစမ်းပြီးပြေးပါလို့အားပေးခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးမိခင်ဖြစ်သူဟာတားရဲ့လေ့ကျင့်ခန်းတိုင်းမှာအတူတူလိုက်ပါပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့စုဟာ15စက္ကန့်စံချိန်ကိုကျိုးဖြတ်နိုင်ခဲ့ပြီးပါရာလံပစ်ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့ပါတယ်။ပြိုင်ပွဲစတင်ချိန်မှာရှေ့ကလူတွေကနောက်ကျနေခဲ့ပေမဲ့စုကတော့အားလုံးရဲ့မျှော်လင့်ချက်ကိုပခုံးပေါ်ထမ်းပြီးအစွမ်းကုန်ပြေးခဲ့ပါတယ်။သူဟာပြိုင်ဘက်2ဦးနဲ့အတူပန်းဝင်လိုင်းကိုတပြိုင်နက်တည်းဖျက်ကျော်နိုင်ခဲ့ပါတယ်။ရလက်တွေကိုကြီးညာတဲ့အခါစုတို့အသင်းကရွှေတစိမ့်စုကိုစုခူးနိုင်ခဲ့ပါတယ်။ TV ကနေကြည့်နေတဲ့မိခင်ဖြစ်သူဟာတားဖြစ်သူရဲ့အောင်မြင်မှုအတွက်ဂုဏ်ယူဝမ်းသာစွာနဲ့မျက်ရည်ကျခဲ့ပါတော့တယ်။